မင်္ဂလာပါ basic တမားတွေအတွက်အလွယ်ဆုံးစကားပြောလေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နံပါတ်1 good luck ကံကောင်းပါစေလို့ပြောတာနောက်တစ်ခု sounds great ကောင်းသားပဲလို့ပြောတာပေါ့နော်နောက်တစ်ခု where is he သူပဲမှာလဲတဲ့ where is she သူမပဲမှာလဲပေါ့နော်ဟိုမှာဒီနေရာမှာနာမည်အစားထိုးလို့ရတယ် where is မောင်မောင်ပေါ့နော်မောင်မောင်ပဲမှာလဲကိုရှာတဲ့သူရဲ့နာမည်ကိုထည့်လိုက်ပေါ့နောက် I'll take a day offကျွန်တော်အလုပ်တစ်ရက်လောက်ခွင့်ယူအောင်မယ်တဲ့အလုပ်တစ်ရက်လောက်နားပါအောင်မယ်လို့ပြောတာနောက်တစ်ခု I have seen you before ကျွန်တော်ရင်ကခင်ဗျားကိုတွေ့ဘူးသလိုပဲတဲ့နောက်တစ်ခု how is it going ဆိုတာအခြေအနေဘယ်လိုလဲအခြေအနေကောင်းလားလို့မေးတာနောက်တစ် action next possible တတ်နိုင်သမျှအမြန်ဆုံးနောက်တစ်ခု take someone's temperature အပူချိန်တိုင်းတာကိုပြောတာနောက်တစ်ခု is it very far တော်တော်လေးဝေးသေးသလားလို့ပြောတာနောက်တစ်ခု just a moment ခဏလေးပါလို့ပြောတာနောက်တစ်ခု do whatever you like မင်းကြိုက်တာလုပ်လို့ပြောတာနောက်တစ်ခု can I ask you a question ကျွန်တော်မေးခွန်းလေးတစ်ခုလောက်မေးပြရစီတဲ့နောက်တစ်ခု what should we do ငါတို့ဘာလုပ်ကြရင်ကောင်းမလဲပေါ့နော်နောက်တစ်ခု I just said ကျွန်တော်ခုနကပြောလိုက်တာကကျွန်တော်ပြောလိုက်တာကအဲ့ဒီပဲကိုပြောတာပေါ့နောက် is that right အဲ့ဒါမှန်သလားတဲ့နောက် have a nice trip ကောင်းသောခီးစဉ်လေးဖြစ်ပါစေလို့ပြောတာ have a good day ကောင်းသောနေ့လေးဖြစ်ပါစေတဲ့ what is this ဒါပါလေတဲ့ I'm not kidding you ငါမင်းကိုစနေတာမဟုတ်ဘူးနောက်နေတာမဟုတ်ဘူးလို့ပြောတာနောက်တစ်ခု that would be nice ကောင်းတာပေါ့လို့ပြောတာဒါလေးရ basic speaking လေးပါလေ့လာရတာလွယ်ပါတယ်